ရောင်စုံပန်းလေးတွေကတိတ်ကိုလှတာပဲတဲ့ဒါပေမဲ့ကျမမမြင်ရပါဘူး တချင်းလေးတွေကတိတ်ကိုနေဝင်ချိုတာပဲတဲ့ဒါပေမဲ့ကျွန်တော်မကြားရပါဘူး ပြေးလွှမ်းခုံကစားလှုပ်ရှားလိုက်တဲ့အခါတိတ်လွတ်လပ်ပေါ်သွားတာပဲတဲ့ဒါပေမဲ့ကျမမပြေးနိုင်ပါဘူး ဒါကတိတ်ကိုရှင်းလင်းပြီးလွယ်ကူတာပဲတဲ့ဒါပေမဲ့ကျွန်တော်အတွက်တော့နားလည်ဖို့တိတ်ခက်ခဲပါတယ် ဒါကြောင့်လည်းပဲကျမတို့အားလုံးမှာစိုးရိမ်နေရတာလေးတွေရှိပါတယ် အရေးပေါ်အခြေအနေတွေနဲ့ကြုံလာခဲ့ရင်ဘယ်လိုများဘေးကင်းအောင်လုပ်ရပါမလဲ ကြိုတင်ပြင်ဆင်မှုသတင်းတွေကြီးညာချက်တွေကိုလည်းကျွန်တော်မကြားနိုင်ပါဘူး တခုခုဖြစ်လာရင်လည်းကျမကမြန်မြန်ဆန်ဆန်မလှုပ်ရှားနိုင်ပါဘူး ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာဘေးကင်းဖို့ဘာလုပ်ရမလဲဆိုတာကျွန်တော်နားမလည်နိုင်ပါဘူး ရှင်တို့ရဲ့ကူညီမှုနဲ့ကျမမြင်နိုင်ပါတယ် ဘေးကင်းတဲ့လမ်းကြောင်းနဲ့ထွက်ပေါက်တွေအန်ဒီရရှိရဲ့အတန်တွေကိုကြိုပြောပြပေးပါခင်ဗျားတို့ရဲ့ကူညီမှုနဲ့ကျွန်တော်သိနိုင်ပါတယ်အရေးပေါ်သတင်းအချက်အလက်တွေကိုကျွန်တော်တို့နားလည်နိုင်မဲ့နည်းလမ်းနဲ့မျှဝေပေးပါ ရှင်တို့ရဲ့ကူညီမှုနဲ့ကျမသွားလာလှုပ်ရှားနိုင်ပါတယ် မိသားစုဝင်တွေရဲ့ဖိမမှုနဲ့ကျွန်တော်နားလည်နိုင်ပါတယ်သွာလာနိုင်မဲ့လမ်းကြောင်းတွေနဲ့အရေးပေါ်အတွက်ကြိုတင်ပြင်ဆင်ချိန်မှာလည်းအတူတူလှုပ်ဆောင်ပေးပါ မမြင်နိုင်ပေမဲ့ မကြားနိုင်ပေမဲ့ လှုပ်ရှားဖို့မလွယ်ကူနိုင်ပေမဲ့ နားလည်ဖို့ခက်ခဲပေမဲ့ ဂရုစိုက်တတ်တဲ့ပြုမှုဟာလူတိုင်းနားလည်နိုင်တဲ့ဘာသာစကားပါ